တကယ်လို့တင်ကအခက်အခဲပြောက်ဆေးတွေကိုပုံမှန်တောက်နေတဲ့လူဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုတခြားလေးကြည့်တင်ပါတယ်ကျွန်တော်ကဒီနေ့မှာအခက်အခဲပြောက်ဆေးတွေကိုတောက်တော့မယ်ဆိုလို့ရှိရင်ဘေးထွက်ဆိုးကျိုးနည်းအောင်တက်နိုင်တဲ့မြန်အန်ရကင်းအောင်ဘယ်လိုတောက်အောင်လဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီရန်တော့မှဖြစ်ပါတယ်အဲ့တော့အခက်အခဲပြောက်ဆေးဆိုတာကဘေးထွက်ဆိုးကျိုးရှိပါတယ်အနည်းနဲ့အများရှိပါတယ်တချို့တွေဆိုလို့ရှိရင်အခက်အခဲပြောက်ဆေးတွေတောက်ပြီးတော့မှစိတ်မတက်တာဖြစ်ပြီးတော့အတန်းနေရတိဖြစ်သွားတာမျိုးလည်းရှိတယ်တချို့ကြတော့လည်းဘာမှမဖြစ်ဘူးပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီကက်ကက်ပြောက်ဆေးဆိုတာကလိုမတောက်တာတော့ကောင်းပါတယ်တချို့တွေရှိတယ်ဒူးနာလို့ဆိုပြီးတော့အမြဲတောက်နေတာမျိုးရှိတယ်ဆိုတော့ဆရာဝန်နဲ့ပြထားလို့တောက်ရတယ်ဆိုလို့ရှိရင်တော့လည်းဒါတပိုင်းပေါ့နော်အဲ့လိုမဟုတ်ဘူးကိုယ့်အသာကိုဆေးတွေဆက်ပြီးတော့ဒူးနာလို့ဆိုပြီးတော့နေတိုင်းတောက်နေတဲ့လူတွေရှိပါတယ်ဒါမျိုးတွေကမကောင်းပါဘူးဒါကိုလည်းကျွန်တော်ကပြပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကက်ကက်ပြောက်ဆေးဆိုတာကဒစိမ့်မျိုးစုံရှိတယ်ပုံစံမျိုးစုံလည်းရှိတယ်အဲ့မျိုးခွဲတွေလည်းအများကြီးပဲအဲ့ဒစိမ့်မျိုးစုံဆိုလို့ရှိရင်အားလုံးသိကြတဲ့ Biogesic Paraquat ဒီလိုဒစိမ့်တွေဖြစ်ပါတယ်ပါဝင်တဲ့ဆေးတွေကလည်းမျိုးစုံရှိတယ် Biogesic ဆိုလို့ရှိရင် Paracetamol ပါဝင်တယ်ပြီးလို့ရှိရင်ဒီ Diclofenac ပါဝင်တဲ့ဆေးတွေရှိတယ်ပြီးလို့ရှိရင် Ibuprofen ပါဝင်တဲ့ဆေးတွေရှိတယ် Ibuprofen ဆိုလို့ရှိရင်အလက်ဆန်နာမည်နဲ့လာတယ်ဒါတချို့တွေသိပါတယ်ပြီးလို့ရှိရင်တခြားနာမည်နဲ့ဆေးအများကြီးလည်းရှိတယ်အဲ့တော့ထိုးဆေးရှိတယ်တောက်ဆေးရှိတယ်နောက်ကလေးတွေတောက်တဲ့ဆေးအရည်ရှိတယ်စအုပ်ထဲထည့်တဲ့ဒုံးကြီးရှိတယ်ဒါအပြင်မှာထိုးဆေးတွေဆေးချိတ်တဲ့ဟာတွေဒါမျိုးတွေလည်းရှိပါတယ်အဲ့တော့ပြောမှဆိုပုံစံမျိုးစုံနဲ့လာတယ်အဲ့တော့ကက်ကက်ပြောက်ဆေးဆိုတာကကျွန်တော်ရှေ့မှာပြောခဲ့တယ်တကယ်လို့မှတောက်တာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကက်ကက်ပြောက်ဆေးတွေကိုတောက်ပြီဆိုလို့ရှိရင်သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေကရှိတယ်ပေါ့နော်အဲ့တော့အသေးထိခိုက်တာဖြစ်တတ်တယ်ဒီရှိတောက်မှာဆိုလို့ရှိရင်အသေးထိခိုက်နိုင်တယ်အစာရင်ထိခိုက်နိုင်တယ်နှလုံးထိခိုက်နိုင်တယ်ကြောက်ကက်ထိခိုက်နိုင်တယ်ပြီးလို့ရှိရင်တချို့တွေဆိုလို့ရှိရင်စိတ်မတက်တာဖြစ်ပြီးတော့ရားရန်တာအပိတ်ပိတ်နေထားတာသွေးပေါင်တွေပြုတ်ကြပြီးတတိလက်အသက်အန္တရာယ်တွေဖြစ်တာဒါမျိုးတွေထိဖြစ်တတ်တယ်ပေါ့နော်အဲ့တော့မဖြစ်တဲ့လူလည်းမဖြစ်ဘူးပေါ့ဟုတ်ပြီအဲ့ဒါကြောင့်မို့လို့ကိုကဒီကက်ကက်ပြောက်ဆေးတွေကိုတောက်တော့မယ်ဆိုလို့ရှိရင်တက်တဲ့နေများတော့ဆရာဝန်ညွှန်ကြားချက်ပါမှတောက်တင်ပါတယ်တကယ်တော့ကက်ကက်ပြောက်ဆေးဆိုတာကလည်းပဲဆရာဝန်ညွှန်ကြားချက်ပါမှတောက်ရတဲ့ဆေးတွေရှိပါတယ်အဲ့တော့ကိုယ်သဘောနဲ့ကိုဘာတွေတောက်လို့ရတယ်ကက်ကက်ပြောက်ဆေးထဲမှာဘာတွေတောက်လို့ရတယ်အဲ့တော့အားလုံးသိကြတဲ့ပါရာစီတမောကိုတောက်လို့ရပါတယ်တကယ်တော့လေလူတွေကမေ့နေကြတာကပါရာစီတမောကလည်းကြိုက်ခဲတက်တာစေးတယ်တေချာတောက်မယ်ဆိုလို့ရှိရင်လည်း तू ကအထိုက်လျောက်တော့ဒီကြိုက်ခဲတာနာကျင်တာတွေရော့စီပါတယ်ဟုတ်ပြီအဲ့ဒါဘယ်လိုတောက်ကြမလဲအဲ့တော့ကျွန်တော်ပြောတယ်အနေကင်းကင်းနဲ့ဒီတက်ဆိုရုံနဲ့ဘယ်လိုတောက်မလဲအဲ့တော့ကက်ကက်ပြောက်ဆေးတွေအားလုံးထဲမှာပါရာစီတမောကိုကျွန်တော်ရွေးပြီးတော့တောက်ကြည့်အောင်အဲ့တော့ဟုတ်ပြီတကယ်လို့ကိုကဖျားတယ်နာကျင်တယ်ကြိုက်ခဲတယ်ဆိုလို့ရှိရင်ဆိုတော့ပုံမှန်လူတစ်ယောက်ကပုံမှန်ကျန်းမာတဲ့လူတစ်ယောက်ကအသေးလည်းကောင်းမယ်ကြောက်ကလည်းကောင်းမယ်အကုန်ကောင်းမယ်ဆိုလို့ရှိရင်ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်ကပါရာစီတမောကိုတစ်ခါတောက်လို့ရှိရင်နှလုံးတစ်ခါတောက်နှလုံး900 mg နော်တစ်ခါတောက်လို့ရှိရင်နှလုံးတစ်နေ့ကို4ချိန်ထိတောက်လို့ရတယ်ဟာဆရာအဲ့လောက်အများကြီးတောက်လို့ဖြစ်ပါမလားဖြစ်ပါတယ်ကိုယ့်ရဲ့ကလေးစားတဲ့အကုန်ကောင်းတယ်ကိုလည်းကျန်းမာတယ်တန်ဆွမ်းတယ်ဆိုလို့ရှိရင်တစ်ခါတောက်လို့ရှိရင်နှလုံးတစ်နေ့ကို4ချိန်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တစ်နေ့ကို8လုံးထိတောက်လို့ရတယ်ဟုတ်ပြီကိုကယောဂအခန့်တစ်ခုရှိတယ်ဆိုရင်တော့ဒါ dose ကို short ပြီးတော့တောက်မှာဖြစ်ပါတယ်အဲ့ဒါကတော့ဆရာဝန်နဲ့တိုင်ပင်ပါအဲ့ပုံမှန်ဆိုလို့ရှိရင်တော့အကျန်းအဖြစ်တစ်ခါတောက်လို့ရှိရင်တစ်လုံးတစ်နေ့ကို3ချိန်တောက်လို့ရတယ်ကိုကဖျားရတော့ပဲဆိုလို့ရှိရင်ပါရာစီတမောတစ်စိတ်ကောင်တောက်မယ်ဆိုလို့ရှိရင်တစ်နေ့ကို3ချိန်တစ်ခါတောက်ရင်တစ်လုံးတောက်ရင်လည်းဒါဖျားတဲ့ဝေဒနာကိုလျော့စေတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒါပါရာစီတမောတောက်တဲ့နီလန်ဖြစ်ပါတယ်တချို့တွေဆိုလို့ရှိရင်လည်းဒါသိတယ် Ibuprofen ကိုမှသူကဒီ dose နည်းနည်းပဲတောက်မယ်ဆိုလို့ရှိရင်လည်းထိုက်လျောက်တော့ဒါတခြားဆေးနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ဘေးအန္တရာယ်ကင်းတယ်လို့ပြောလို့ရတယ်အဲဒါကြောင့်မလို့ဒီကလေးဆေးတွေမှာဆိုလို့ရှိရင် Ibuprofen ကပါတယ်ပေါ့နော်ကလေးတယောက်ဖျားနေတယ်ကိုလက်တွေကိုက်ခဲတယ်ဆိုလို့ရှိရင် Ibuprofen ပေးလို့ရတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဟိုတခြားဆေးနဲ့ရှင်လိုက်လို့ရှိရင်တော့သူက Ibuprofen ကနည်းနည်းလေးဟိုသုံးလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင် Ibuprofen ကိုလည်းသုံးလို့ရတယ်အဲ့တော့ဈေးကွက်ထဲမှာဆိုလို့ရှိရင်ဒီစိတ်တွေကအများကြီးပေါ့နော်အဲ့တော့လူသိများတာက Alexa ကိုတောက်လို့ရတယ်အဲ့တော့ကောင်းတာတော့ကက်ခဲပြောက်ဆေးတွေတောက်မယ်ဆိုလို့ရှိရင်ကိုကဒီအစာရင်ဈေးနဲ့တွဲတောက်တာတော့ကောင်းပါတယ်နော်အစာစားပြီးမှတောက်မယ်အစာရင်ဈေးနဲ့တွဲပြီးတော့တောက်တင်တယ်ဒါ
ကတော့အကောင်းဆုံးဖြစ်ပါတယ်တကယ်လို့ကိုကအစာရောဂါအခန့်ရှိရဆိုလို့ရှိရင်တော့တေချာပေါက်အစာရင်ဈေးနဲ့တွဲပြီးတော့တောက်ရပါတယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီကက်ခက်ပြောက်ဆေးတွေကဘယ်သူတွေသတိထားရမလဲကိုကဆေးမတက်တာဖြစ်ဘူးလေဆိုလို့ရှိရင်သတိထားရမယ်နောက်တစ်ခုကဒီကက်ခက်ပြောက်ဆေးကိုအရင်တော့တောက်တယ်ဥပမာအဖြစ်ဒီဒိုင်ဂလိုဖန်နက်ကိုတောက်တယ်ဒိုင်ဂလိုဖန်နက်ကိုထိုးတယ်ကိုကမတက်ဘူးအဲ့ဒါဆိုလို့ရှိရင် तू ကအဲ့ဒါမတက်တာဖြစ်တဲ့အတွက်ကြောင့်တခြားသောကက်ခက်ပြောက်ဆေးတွေကိုလည်းမတက်တာဖြစ်ကောင်းဖြစ်နိုင်တယ်သတိထားဖို့လိုအပ်ပဲသတိထားဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုလူတွေကဒီကက်ခက်ပြောက်ဆေးမတက်တာဖြစ်ဖူးတဲ့လူတွေကဒါကက်ခက်ပြောက်ဆေးတွေကိုဆက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်သတိထားတင်ပါတယ်ပြီးတော့ပန်းနိုင်ရင်ချက်တော့ခံရှိရဲ့လူတွေတခြားဆေးမတက်တာခဏခဏဖြစ်ဖူးတဲ့လူတွေပြီးလို့ရှိရင်အသက်65နှစ်ကျော်တဲ့လူတွေဒီလိုလူတွေကကက်ခက်ပြောက်ဆေးတောက်မယ်ဆိုလို့ရှိရင်သတိထားတင်ပါတယ်ဒါပြုံမှဝါဖရင်လိုသွေးကျဲဆေးတွေကိုပုံမှန်တောက်နေရတဲ့လူတွေကလည်းကက်ခက်ပြောက်ဆေးတွေကိုတောက်ရင်သတိထားတင်တယ်ဘာဖြစ်လို့လဲဆိုတော့သွေးကိုစိတ်မှုကိုဖြစ်ပွားနိုင်ရင်ပို့ပြီးတော့များလို့ပဲဖြစ်ပါတယ်နော်အဲ့တော့ဟုတ်ပြီဒီလောက်ဆိုလို့ရှိရင်ဒါသိသွားလာပြီလို့ထင်တယ်တကယ်လို့ကက်ခက်ပြောက်ဆေးတွေတောက်နေရင်လည်းမှာအသားတွေရားလာမယ်အပိတ်မိတ်နေထလာမယ်ဆိုလို့ရှိရင်သတိထားပါဆရာအောင်နဲ့ချက်ချင်းပြပါဆေးမတဲတဲ့လက္ခဏာဖြစ်ပါတယ်အဲ့တော့အနေကဘယ်လိုတောက်လဲကျွန်တော်ခြုံပြီးတော့ပြန်ပြောပါပါမယ်ပါရာစီတမောတောက်လို့ရပါတယ်တကယ်လို့ထပ်ပြီးရွေးချယ်ခြင်းလဲဆိုရင် ibuprofen တောက်လို့ရပါတယ်တခြားဆေးတွေကတော့ဆရာအောင်ညင်ကြားချက်ပါတောက်ပါပြီးလို့ရှိရင်အစာရင်ဈေးနဲ့တနက်ညတွဲပြီးတော့တောက်ပါထမင်းစားပြီးမှတောက်ပါယောဂအခန့်ရှိရဆိုလို့ရှိရင်ဆရာအောင်နဲ့တိကျတိုင်မယ်မှာအစာရင်ယောဂရှိရဆိုရင်အစာရင်ဈေးကိုတိကျမှတွဲပြီးတော့တောက်ပါလို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုနေကုန်ချုပ်ပြရစေအားလုံးကိုကျေးဇူးတင်ပါတယ်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ်